တက်တူးဆိုတော့လူချင်းမင်းတို့ဘယ်လိုထင်ပါလဲရိုးရိုးမင်းနဲ့အဲ့တချောင်းတော့မဟုတ်ဘူးနော်တက်တူးဆိုတာဟာလူတစ်ယောက်ရဲ့အိမ်မက်ခန်းစားချက်နဲ့ဘဝဇာတ်လမ်းတွေကိုရေပြားပေါ်မှာပုံပေါ်ထားတဲ့အမှုပညာတစ်ခုပါကဲဒီနေ့မှာတော့ကျွန်တော်တို့ကမ္ဘာမှာရှိတဲ့ထူးခြားတဲ့နေလုံးတော့တက်တူးတွေအကြောင်းတင်ဆက်ပြသပေးမှာဖြစ်တယ်စဉ်းစားဖြစ်ပြီလားတွားလိုက်ကြရအောင်ပထမဆုံးအနေနဲ့လူချင်းမင်းတို့ကိုအာကာသထဲခေါ်ဆောင်သွားမယ်စလိုဗက်ကီးရီးယားရဲ့တက်တူးအမှုပညာရှင်အွန်ဒရေကွန်နက်ဂျီရဲ့လက်ရာကိုကြည့်လိုက်ပါသူကလူတစ်ယောက်ရဲ့လက်ပေါ်မှာဂျယ်ရီဂျိုရီနဲ့ပြည့်နေနေတဲ့အာဂါသပကြီးကားတစ်ချက်အဖြစ်ပြောင်းလဲခဲ့တယ်။ဒီတတူးကိုဖန်တီးဖို့နိုင်ပေါင်း100ကျော်အချိန်ယူခဲ့ရပြီးအသေးစိတ်ဆန်မှုကတင်းအောင်အံ့ဩသွားတယ်မှာသိကြပါတယ်။ကဲကြည့်လိုက်ပါ။ဒီနီဘူလာရဲ့အလင်းအောင်ကြိုးတက်ရောက်မှုနဲ့ဂျိုရီရဲ့အသက်ဝင်မှုကတကယ်ကိုမယုံနိုင်ကြပါပဲ။ဒီလိုအမှုပညာတတူးကိုရိုးရိုးပုံတစ်ပုံထက်ပုံမထူးခြားစေတယ်ဆိုတာသိကြပါတယ်။တတူးဆိုတာရိုးရိုးအမှုပညာတစ်ခုမလို့ရှိရင်ပါလေ။ဤပညာနဲ့ပေါင်းစပ်ထားတဲ့တတူးတွေကိုကြည့်လိုက်ကြရအောင်။ဒီတက်တူးတွေဟာအနာဂတ်ကိုခေါ်ဆောင်လာတယ်လို့ပြောမှဆိုလဲမမှားပါဘူး။အီတလီနိုင်ငံတက်တူးနှုတ်မြရှင်တဦးကကျူအာကုတ်တစ်ခုကိုတက်တူးဖြစ်ဖန်တီးခဲ့ပါတယ်။ဒီကျူအာကုတ်ကိုစကန်ဖတ်လိုက်တဲ့အခါမှာတော့သူ့ရဲ့နှုတ်ပညာပြကန်း website ကိုဓာတ်ရိုက်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ဒါမဲ့ပုံမူအောင်ဝယ်ကောင်းတာကတော့ဖင်လန်နိုင်ငံ LED တက်တူးပါ။ဒီတက်တူးကရေပြားအောင်မှာသေးငယ်တဲ့ LED မီးလေးတွေထည့်သွင်းထားပြီးအမောင်ထဲမှာတောက်ပနေတော့မြင်တွေ့နိုင်မှာပါ။ဒါဟာနုပညာနဲ့ဤပညာရဲ့ပြည့်စုံတဲ့ပေါင်းစပ်မှုတစ်ခုလို့ပြောမယ်ဆိုလည်းမမှားပါဘူး။တက်တူးဆိုတာနုပညာတစ်ခုတည်းနဲ့မဟုတ်ပါဘူး။ယဉ်ကျေးမှုနဲ့တမိုင်းရဲ့မှတ်တမ်းတစ်ခုပါ။မြန်မာနိုင်ငံရဲ့ရိုးရာတက်တူးတွေနဲ့မြူးစီလန်ရဲ့မာအိုရီတက်တူးတွေကိုကြည့်လိုက်ကြရအောင်။မြန်မာနိုင်ငံမှာတော့ရှေးခေတ်ကတည်းကတက်တူးတွေကအကာအကွယ်ပေးရလို့ယုံကြည်ခဲ့ကြတယ်ဗျ။နက်ရုပ်တွေမန်နန်တွေနဲ့တားရဲပုံတွေကိုအသုံးပြုပြီးဝိညာဉ်ရေးရာအကာအကွယ်ဖြစ်ထိုးကြပါတယ်။ဒီလိုပါပဲမာအိုရီလူမျိုးတွေရဲ့တိုမကိုတက်တူးတွေကတော့သူတို့ရဲ့မျိုးရိုးအဆင့်တန်းနဲ့ဘဝဇလံကိုဖော်ပြထားပါတယ်။ဒီတက်တူးတွေဟာရိုးရိုးဒီဇိုင်းတစ်ခုမဟုတ်ဘဲနဲ့ယဉ်ကျေးမှုရဲ့နှလုံးသားတစ်ခုလို့ပြောမယ်ဆိုမမှားပါဘူးခင်ဗျာ။ကဲအခုတော့တက်တူးတွေဟာတင့်ကိုမျက်စိလည်စေမဲ့အဆင့်သို့ရောက်ရှိလာပါပြီဗျာ။ 3 dimension တက်တူးတွေကိုကြည့်လိုက်ကြအောင်။ဒီတက်တူးတွေဟာအရေပြားပေါ်ပုံတွေကိုအသက်ဝင်လာတယ်လို့ခံစားစေရတယ်ဗျ။အမေရိကန်နိုင်ငံတက်တူးမြင့်ရှင်တူကလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာစက်ပစ္စည်းတစ်ခုလိုဒီဇိုင်းတွေဖန်တီးခဲ့တယ်ဗျ။ဒီတက်တူးကတံမဏိအစိတ်ပိုင်းတွေတက်ဆင်ထားတယ်လို့ထင်မှတ်မှားစေရနော်။အရေးနဲ့အလင်းရောင်ကိုအသုံးပြုပြီးဒီလိုလက်တွေ့ဆန်တဲ့အကျိုးသက်ရောက်မှုကိုဖန်တီးထားတယ်ဆိုတာမြင်တွေ့နိုင်မှာပါ။ဒါကိုကြည့်ပြီးဘယ်သူများမအံ့ဩပဲနေနိုင်မှာလဲဗျ။ကဲဒါဆိုတက်တူးဆိုတာဘာလဲ။ရိုးရိုးပုံတစ်ပုံလည်းမဟုတ်နော်။လူတစ်ယောက်ရဲ့အိမ်မက်ယဉ်ကျေးမှုနည်းပညာနဲ့ဘဝပြောက်ရုပ်တစ်ခုလို့ဆိုနိုင်ပါတယ်။ဒီနေ့ကျွန်တော်ပြသခဲ့တဲ့တက်တူးတွေကတော့ကမ္ဘာမှာရှိတဲ့အထူးခြားဆုံးနဲ့အံ့ဩဖွယ်အကောင်းဆုံးတက်တူးတွေရဲ့ပုံတချို့ပါပဲ။ကဲမိတ်ဆွေတို့မှာဒီလိုထူးခြားတဲ့တက်တူးပုံတွေရှိလို့ရှင်အောက်က comment မှာညှောက်ပေးပါဦး။ကျွန်တော်ရဲ့ဗီဒီယိုကြိုက်နှစ်သက်တယ်ဆိုလို့ရှင် like and subscribe လုပ်ဖို့လည်းမမေ့နဲ့နော်။ကဲနောက်ထပ်ဗီဒီယိုအသစ်တွေမှာဆက်လက်ဆုံတွေ့ကြမယ်။